အသက်မသေးရလေအောင်ကြမ်းတမ်းတဲ့မြည်ရည်တဲ့ကိုကိုတွန်းပိုးခဲ့ရတယ်ရေတွေဟာဓာတ်တွေလိုစူးနစ်နေတာတုံးရင်ဖို့တောင်မရဲခဲ့ဘူးတစ်သားပြတစ်ချက်ကိုခေါင်းပေါ်မှာဂယုတစိုက်ဆွဲတင်ထားခဲ့တယ်အဲ့ဒါကငါကိုဖုံးကွယ်ပေးခဲ့တာလူသက်သမားရဲ့စန့်ကျင်ဘက်ကိုတဖြည်းဖြည်းရွေ့ရှားရင်းကိုအင်္ဂါစိတ်ပိုင်းတိုင်းဟာစိတ်ဖိစီးမှုကိုခံစားခဲ့ရတယ်ကိုယ့်ရဲ့အခြေအနေဘလောက်အနေရများတယ်ဆိုတာအတိအကျသိနေတယ်သူကောင်းကိုနည်းနည်းလေးစောင်းလိုက်ရင်တောင်မြင်တွေ့နိုင်တော့မှာပဲရေထဲမှာမို့အတန်မထွက်ပဲတခြားဘက်ကိုဆက်လျှောက်ခဲ့တယ်ရင်ထဲကကြောက်စိတ်ကိုမနှဲထိန်ချုပ်ထားရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလူသက်သမားကတခုခုကိုခံစားမိပုံရတယ်သူကဖြည်းဖြည်းချင်းကျွန်တော်စီကိုရှောက်လာပါတော့တယ်ရင်ထဲဆသွားတယ်ရုတ်တရက်ကြောက်လန့်သွားတာနဲ့ဘာမှကိုစဉ်းစားလို့မရတော့ဘူးသူ့အကြားအာယုံကအရန်ကိုကောင်းလွန်းတဲ့ရေပေါ်မှာအနှဲငယ်လှုပ်ခတ်တာလေးနဲ့တောင်ငါပုံနေတာကိုသူသိသွားနိုင်တယ်ခြေတံတွေပိုနီးကပ်လာတဲ့အရင်လိုဖြည်းဖြည်းလှုပ်ရှားဖို့မရဲတော့ဘူးတစ်ချက်ရှူရှိုက်ပြီးတတိတွေအားလုံးကိုရင်ထဲအပြည့်သွင်းမြေအောက်ခြေကိုတန်းဆင်းလိုက်တယ်လူသက်သမားကကျွန်တော်အပေါ်ကနေဖျက်လျှောက်သွားတဲ့အချိန်ကိုပေါ်ကိုမပေါ်လာအောင်ချောင်းရဲ့အောက်ဆုံးကကျိုးတစ်ချောင်းကိုကင်ဆွဲထားလိုက်တယ်ကိုအောက်ကိုဖိချဖို့ရှိသမျှခွန်အားတွေတုံးခဲ့ရတဲ့အနှဲငယ်လေးလှုပ်ရှားမိတာတောင်ကြောက်နေခဲ့တာပါရေအောက်မှာငါးရင်တွေတင်းလာတာကိုတီးခန့်ရင်အန်ကျိတ်ယုံမဲ့တက်နိုင်တော့တဲ့10မိနစ်တောင်ကြာသွားပေမဲ့လူသက်သမားကထွက်သွားတဲ့အရေးရောင်မပြသေးဘူးလက်တွေရုံးကန်နေရင်ကျိုးကိုတင်းဆုပ်ကင်ထားပေမဲ့အားတွေကုန်လာတယ်လက်ချောင်းတွေလည်းတဖြည်းဖြည်းထုံကျင်လာတယ်စိတ်ထဲမှာဘာမှမတွေးနိုင်တော့ဘူးအဆုံးထိရုံးကန်ဖို့စူးစမ်းရင်းလွတ်မြောက်မဲ့နီလန်းကိုစဉ်းစားခဲ့တယ်ရုတ်တရက်ရောက်လာတဲ့အတွေ့တစ်ခုဒါကိုအကြံရသွားတယ်ခြေထောက်တစ်ဖက်ကိုကျိုးပေါ်တင်လိုက်တယ်လက်တွေလည်းနည်းနည်းတက်တာသွားတယ်ဒါပေမဲ့ဒီအကွက်ကကျွန်တော်ကိုဘေးအန္တရာယ်စီတွန်းပို့မယ်လို့မထင်ခဲ့မိဘူးစက္ကန့်တိုင်းမိနစ်တိုင်းကုန်ဆုံးလို့သွားခဲ့တယ်အသက်ရှူဖို့တောင်ခက်ခဲလာတဲ့အဆုတ်တွေပောက်ကွဲတော့မဲ့အထိပဲဆွန့်လွတ်တော့မဲ့အချိန်မှာပဲသူ့လက်ထွက်သွားတယ်သူ့ပုံရိပ်ပြောက်ကွယ်သွားတာမြင်တော့ရေပေါ်သို့တက်လန်းခဲ့တော်လဲကျွန်တော်ကူးခတ်တက်ရန်စူးစမ်းစင်မှာပင်ခြေထောက်မှာကျိုးနဲ့အလွန်တရာတင်းကျပ်စွာပတ်နေခဲ့သည်ဘလောက်ပဲရုန်းကန်ပါစေမလွတ်မြောက်နိုင်ခဲ့ထိုခိုက်တန်တွင်စိုးရိမ်ထိတ်လန့်မှုကကျွန်တော်ကိုခန္ဓာတစ်ခုလုံးကိုလွှမ်းမိုးသွားသည်ကျွန်တော်ပိုလို့ရုန်းကန်လေးခြေထောက်ကိုပတ်ထားတဲ့ကျိုးကပိုလို့တင်းကျပ်လာလေပဲရေထဲမှာအပြင်းထန်လှုပ်ရှားခဲ့ရတယ်ခြေထောက်ကိုအတင်းဆွဲထုတ်ဖို့စူးစမ်းခဲ့တဲ့အရာအလုံးအလကားဖြစ်သွားတယ်ခန္ဓာကိုယ်ထဲကအောက်ဆီဂျင်တွေလည်းကုန်ခန်းသွားတော့တယ်တစစိတ်တွေမိမ့်လာပြီးရေထဲမှာအားကုန်ဆုံးသည့်အထိစူးစမ်းခဲ့တဲ့နောက်ဆုံးခန္ဓာကိုယ်လေးဟာပင်လယ်ထဲတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တယ်အဲ့ဒီအချိန်မှာဖေကအိမ်ကိုပြန်ပြေးလာပေမဲ့ဘယ်မှမတွေ့ခဲ့ဘူးဖုန်းဆက်လည်းမကင်ဘူးအဲ့ဒီအချိန်မှာသူတခုခုကိုခံစားမိတယ်လို့ပါပဲရုတ်တရက်မြစ်ဖက်ကိုပြေးသွားတယ်ရေထဲကြည့်လိုက်တာနဲ့ကျွန်တော်ကိုတွေ့ပါလေရဲ့ရေအောက်မှာပစ်ထားခံရပြီးကယ်ဆယ်ရေးသမားတွေကဆွဲတင်ပေးခဲ့ရတယ်သူတို့ကျွန်တော်ကိုဆယ်ယူချိန်မှာကိုခန္ဓာကိုယ်ကတောင့်တင်းနေပြီးအသက်ရှူသွေးကုန်ဆုံးခဲ့ပါပြီ